လေကောင်းခွက်ချလိုက်ပါခွက်ချလိုက်ပြီးတော့နော်ဒီရလာတဲ့တူလေးကိုပြည့်ထားတာဒါကတော့အလွယ်ဆုံးတုံရမ်းချက်မှာပါထိုင်းစတိုင်တုံရမ်းညမှာအရင်ဦးဆုံးဒီချက်သားလေးကိုပြုတ်လိုက်တယ်ချက်သားလေးကိုပြုတ်ပြီးရင်တုံရမ်းအနှစ်ထုတ်ပြီးထည့်တယ်ထည့်ပြီးတော့မုံလာဥဖြူလေးရှိရတယ်မုံလာဥဖြူလေးထည့်တယ်ချက်နဲ့မလေးလေးထည့်တယ်ချက်သွန်လေးထည့်တယ်ထည့်ပြီးတော့ပဲပင်ပေါက်လေးထည့်လိုက်တယ်ခုဒါရတာလေးကြည့်မယ်ရတာချိုးချင်ရတာမျိုးရောပဲဆိုရင်နောက်ဒီဂျပန်တူလေးထည့်လိုက်တယ်တူလေးထည့်လိုက်တာဘာလဲတော့လေးကမ်းပိုင်းနားလာပြီးထားလိုက်မယ်ချက်ကန်ကြရင်နားထပ်ပြီးတော့ရှမ်းနံနံလေးထည့်ခြင်း